mature ဖြစ်တဲ့လူတွေရင့်ကျက်တဲ့လူတွေရတဲ့အရာရာတိုင်းအပေါ်ကိုကိစ္စတိုင်းအပေါ်ကို react မလုပ်ကြဘူးတဲ့မတုံ့ပြန်ကြဘူးပေါ့နော်ပြောချင်တာကသူတို့တုံ့ပြန်ရမယ်ဆိုတဲ့ကိစ္စကိုသူတို့စိတ်ထဲမှာသတ်မှတ်ထားပြီးသားသူတို့ကကိစ္စတိုင်းကိုတုံ့ပြန်နေမရှိကြဘူးတဲ့အဲ့ဒီတော့ကျမတို့ဖြောင်းပြန်ကောက်ကြည့်မယ်ဆိုရင်ကိစ္စတိုင်းကိုအလွယ်တကူတုံ့ပြန်မှုမရှိတဲ့လူကကိုရင့်ကျက်တဲ့လူလို့ယူဆလို့ရတယ်ပေါ့နော်ကျမဖတ်ကူတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ panic is expensive panic ဖြစ်တာကတဲ့ကျမတို့တစ်ခုဆိုရင်အများနဲ့ panic ဖြစ်လေရှိကြတယ်ပေါ့နော်အဲ့တော့ panic is expensive in both business and real life တဲ့အဲ့လိုမျိုးအဆိုလေးတစ်ခုကိုဖတ်ပူးတယ်ပေါ့ကျမတို့လေဒီကြုံတွေ့နေရတဲ့နေ့စဉ်ထဲမှာ panic ဖြစ်စရာအရာတွေကအများကြီးတစ်ခုဆိုရင်ကိုယ်ဒေါသထွက်စေရတယ်ပြီးတော့ဒီကျမဆိုခဏခံရတယ်ရွှေနဲ့ပတ်သက်တဲ့လူဆိုတော့လေရွှေဈေးတက်သွားပြီဆိုကျမပြေးဝယ်ပြီးဆိုရင်ဒီမှာအမြင့်ဈေးမှာဝယ်မိတာလေးရှိတာပေါ့နော်အဲ့လိုမျိုး panic ဖြစ်သွားတဲ့အခါမှာ business မှာဆုံးရှုံးမှုတွေကြုံဘူးတာရှိတယ်ဒီလူမှုရေးရာဘဝတွေမှာဆိုရင်ကို panic ဖြစ်သွားတဲ့အခိုက်တွေမှာဆိုရင်ဆုံးရှုံးမှုတာတွေကြုံဘူးတာတွေရှိတယ်အဲ့ဒါကလေကျမတို့ကိုယ်တိုင်မကြုံဘူးတရွေ့ကိုယ်တိုင်အထိမနာဘူးတရွေ့ကလေအဲ့ဒီအကျင့်ကြီးပြင်ရတာနည်းနည်းတော့ခက်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကို improve ဖြစ်အောင်လဲစူးစမ်းနေတယ်ပေါ့နော်အဲ့လိုမျိုး panic မဖြစ်ဖို့တစ်ခေါက်နှစ်ခေါက်စိတ်ထဲမှာအဲ့ဒီအသိလေးဝင်လာပြီးတော့ control လုပ်နိုင်လိုက်တဲ့ဟာလေးရှိတာပေါ့နော်အဲ့ဒါလေးတွေကတကယ်ကိုအောင်မြင်ခဲ့တယ်ပြီးတော့တစ်ခုဆိုရင်ကို mature လည်းဖြစ်ချင်တယ်ဖြစ်ဖို့ try နေတယ်ဆိုရင်အဲ့ဒီ panic မဖြစ်ဖို့တစ်ချက်လေးကိုရှောင်ကြည့်ပေါ့နော်အဲ့ဒါလေးကတကယ်အသုံးဝင်လို့ဒီဟာလေးကိုလည်း sharing လုပ်ပေးတာပါကျေးဇူးအများကြီးတင်ပါတယ်